ဒီဂိမ်းထဲမှာကောင်မလေးရဲ့ပုံတူလေးကိုကျွန်တော်ဘယ်လိုဆွဲခဲ့ရလဲဆိုတော့ကျွန်တော်ပြောပြမယ်ပထမဆုံးအခုပြထားတဲ့ link ကို copy လိုက်ပါအခု link ကိုအခု video ရဲ့ comment မှာကျွန်တော်တင်ထားပေးမယ်ပြီးရင်ဒီ Safari ရပဲဖြစ်ဖြစ်ဒီ Chrome ရပဲဖြစ်ဖြစ်ကိုကြိုက်နေတဲ့ရ browser ကနေပြီးတော့ခဏတော့ copy ထားတဲ့ link ကိုဒီထဲမှာ paste လုပ်ပြီးတော့ဝင်လိုက်ပါဒီထဲရောက်ရင်ဗျာဒီပုံနဲ့အတိုင်းပဲဖုန်းကိုအလျားလိုက်ထားလိုက်ဒီလိုပေါ်လာပြီဒီနေရာမှာကိုဆွဲခြင်းနဲ့ပကြီးပေါင် ratio ကိုရွေးကျွန်တော်ကတော့ 3:4 ကိုရွေးရဲအဲ့တော့ဓာတ်ပုံမှာလည်း 3:4 ဒါနဲ့ဓာတ်ပုံတွေကိုကောင်မလေးပုံနဲ့ပဲသုံးသွားပါမယ်ဒီရောက်က4000အကွက်ကလေးတွေကိုလည်းအကွက်အများဆုံးရွေးလိုက်ပါတကယ်လို့ဒီအကွက်နည်းနည်းလေးတွေရွေးလိုက်မယ်ဆိုရင် pixel တွေနည်းသွားလို့ဒီပုံကလည်းကြီးကြီးလေးလည်းမရှိတော့ဘဲနဲ့ဒီလိုပုံလေးသွားဖြစ်နေမှာအဲ့တော့အကွက်အများဆုံးရွေးမယ် next ကိုနှိပ်မယ်ပြီးရင်ဓာတ်ပုံထည့်မယ်ဓာတ်ပုံရွေးချယ်ရမှာဗျာဟိုဓာတ်ပုံကိုကြီးကြီးလေးရွေးမျက်နှာလေးကိုနီးနီးကက်ကက်လေးရွေးပုံထည့်ပြီး next ကိုနှိပ်လိုက်ဒါဆိုရင်ဂိမ်းထဲမှာပကြီးဆွဲပြီးရင်မြင်ရမယ့်အနေအထားလေးပေါ်လာပြီအပေါ်ထောင်းမှာရှိရင်မျက်လုံးပုံလေးကကာလာတစ်ခုချင်းစီကိုခွဲခြားပေးတာဒီ4000ကွက်လေးနှိပ်လိုက်ရင်တော့ဒီထည့်ထားတဲ့ဓာတ်ပုံမှာအကွက်လေးပေါ်လာစေတယ်အဲ့တော့ဗျာဒီနှစ်ခုကိုနှိပ်ထားတာကပကြီးဆွဲရမှာပို့ပြီးလွယ်ကူသွားစေတယ် step 1မှာဒီကာလာမဲနေရာမှာ screenshot ရိုက်မယ်screenshot ကိုကျွန်တော်ကအထက်ပိုင်းနဲ့အောက်ပိုင်းနှစ်ပိုင်းခွဲရိုက်တယ် screenshot ကိုနှစ်ခါကြီးမြိုက်ရှင်ဘူးဗျာတစ်ခါပဲရိုက်မယ်ဆိုရင်လေပုံကိုဒီခဝိုးရထားပြီးဒီတပုံနဲ့ရိုက်ရတယ်အဓိကဒီသုံးထားတဲ့ကာလာလေးတွေပါအောင်ရိုက်ရမှာ screenshot ကိုတပုံနဲ့ရိုက်ရင်ပြန်ကြည့်ဆွဲတဲ့အခါမှာဒီလိုလေးတော့ဝါသွားမယ်ပြီးရင် step 2ကိုနှိပ်မယ်ဒီမှာနောက်ထပ်ကာလာတစ်ခုဒီနေရာမှာရှေ့ရလိုပဲပြန်လုပ်မယ် screenshot တွေထပ်ရိုက်ပါမယ်ပြီးရင် step 3 screenshot တွေထပ်ရိုက်မယ်4 5 6 7 8 9 step 10လောက်ထိပဲအရင်ဆုံးရိုက်ထားလိုက်ပါကဲပုံဆွဲကြသို့ drawing book ကိုကိုယ့်အင်ဝိုင်းရဲ့တနေရာမှာချစုပ်တံလေးကိုနှိပ်လိုက်ပါကိုခဏတော့ပြင်ဆင်ထားတဲ့ဓာတ်ပုံရဲ့ ratio ကိုရွေးကျွန်တော်က3:4အောက်ကအကွက်တွေကိုလည်းစောစောတုန်းကလိုအများဆုံးရွေးပြီးရင်ကြိုက်တဲ့နာမည်ထည့် start painting ကိုနှိပ်လိုက်ပြီးရင်ဒီ4000အကွက်လေးကိုနှိပ်ဇုံးလေးဆွဲလိုက်ဒီ4000ကွက်လေးကိုနှိပ်မှဒီလိုအကွက်ကလေးတွေကပေါ်လာမှာဒီကွက်လေးပေါ်လာတော့ကျွန်တော်ဒီမှာပကြီးဆဆွဲလို့ရပြီဗျာ screenshot ရိုက်ထားတဲ့ပုံတွေကိုအေးစစ်စစ်ကြည့်ပြီးတော့ပကြီးဆွဲလို့ရဖို့အတွက်ကိုဖုန်းတစ်လုံးကိုတီးသန့်လေးတက်တက်ထားလိုက်ပါဖုန်းဆွဲဖို့တော့ဒီ game ဆော့တဲ့ဖုန်းအကောင့်လေးနဲ့ပဲဆွဲကျွန်တော်ဒီ game ကိုဖုန်းနဲ့ပဲဆော့တာဆိုပေမဲ့ကျွန်တော်ပကြီးဆွဲတဲ့အခါမှာတော့ကျွန်တော် PC ကိုသုံးလိုက်တာဘာလို့လဲဆိုတော့ကျွန်တော်ဒီ pointer လေးကိုလိုချင်လို့အဲ့လိုပြောလို့ဖုန်းနဲ့ဆွဲရတာအဆင်မပြေဘူးလို့မထင်နဲ့ကျွန်တော်ဒီ share video မှာဆိုရင်ကျွန်တော်ပုံဆွဲတာမှာ pointer လေးမပါဘဲနဲ့ကျွန်တော်ဆွဲတဲ့ video လေးကိုကျွန်တော်ထည့်ခြင်းလို့ဖုန်းနဲ့ဆွဲဘူးတယ်အစားတော့ဒီအဆက်လေးတွေလိုက်ထည့်တဲ့နေရာမှာနည်းနည်းလေးလွဲနေပေမဲ့အဆွဲရင်းနဲ့တဖြည်းဖြည်းကျင်သားရပြီးတော့အဆင်ပြေသွားရဲ့ဗျအဲ့တော့ဖုန်းနဲ့ဆွဲရတာလုံးဝအဆင်ပြေပါတယ်ဆွဲလို့ရပါတယ်ပုံမဆွဲတဲ့တခြားဖုန်းနဲ့ step 1က screenshot ကိုကြည့်မယ်ပြီးရင်ဒီ color လေးကိုကြည့်ဒီ color လေးအတိုင်းပုံဆွဲတဲ့ဖုန်းမှာထားလိုက်ပါကျွန်တော်ကဒီအကွက်ကိုရောက်ဖို့ဘယ်လိုသွားလဲဆိုရင်ဒီမှာ1 2 3 4 5 6 9 10 9 10 11ကိုမှ12 13 14 14ကိုမှဒီအလဲကဒီအကွက်လေးကိုကျွန်တော်မှတ်ထားလိုက်တာအဲ့လိုပဲကျွန်တော်ပုံဆွဲတော့မယ့်နေရာမှာလဲ1 2 3 4 5 6 9 10 11ကိုမှ12 13 14ဆိုဒီနေရာလုံးဝကွက်တီရောက်သွားပြီဗျဒီပုံလေးတိုင်းပဲဒီအဆက်ကလေးတွေကိုဒီ point ကနေစပြီးဆက်ပြီးတော့ထည့်သွားလိုက်တော့တခါတလေဒီဆက်လေးတွေကိုထည့်နေရင်းနဲ့မှားလာပြီလို့ခံစားရရင်နီးစက်ရဒေါင်းနေရနေပြီးတော့ခဏလိုမျိုးအမတ်စင်ပြန်ယူလိုက်အဲ့ဒါပြီးနောက်ထပ်ကာလာတစ်ခုနောက်ထပ်ကာလာတစ်ခုနောက်ထပ်ကာလာတစ်ခုဆွဲသွားလိုက်ပြီးသွားပြီဒီ game ထဲကပုံဆွဲတဲ့နေရာမှာတကယ်အရေးကြီးဆုံးအချက်ကဓာတ်ပုံရွေးချယ်တဲ့မှာဖြစ်မှာကိုရွေးချယ်လိုက်တဲ့ပုံမှာမျက်နှာအရန်ဝေးလို့မရဘူးပြီးတော့တချို့ပုံတွေကြလဲမျက်နှာအကွာဝေးရအဆင်ပြေပေမဲ့ဒီလိုမျိုးတွေဖြစ်နေတတ်တယ်တကယ်ကတော့အပြင်ဓာတ်ပုံရဲ့ကာလာအစုံကဂိမ်းထဲမှာမရှိနေတာအနီးဆက်ဆုံးကာလာကိုပဲထည့်ပေးရဆိုတော့ဒီလိုမျိုးလေးတော့ဖြစ်တတ်တယ်ပြီးတော့အဲ့လိုမျိုးလေးရလဲပုံတိုင်းလိုမှဖြစ်တယ်နဲတာများပဲကွာတာအဲ့တော့ကျွန်တော်တို့ကအနည်းဆုံးပုံကိုပဲရွေးရမှာကြည့်လို့အဆင်ပြေဆုံးပုံကိုပဲကျွန်တော်တို့ကရွေးပြီးကျွန်တော်တို့ကဆွဲရမှာနောက်တစ်ခုဒီပုံမှာဆိုရင်အစဒီလိုပုံကာလာတွေကတော့သူ့ဟာနဲ့သူအနည်းနဲ့များမှန်တယ်ဒီပုံကြီးကပဲတမျိုးကြီးခံစားနေရတဲ့အခါကျရင်ဒီ ratio အတိုင်းပဲဒီ crop ကနေပြီးတော့ပုံလေးကိုဟိုရွှေ့ဒီရွှေ့နဲ့လှုပ်ကြည့်ပြီးတော့ထည့်ပေးကြည့်ပါဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ဒီဂိမ်းမှာပါတဲ့ဒီပုံဆွဲတဲ့အခါအသေးဆုံးဆိုရဲဒီ pixel 4000ကွက်လေးတွေကသူ့ဟာနဲ့သူကြီးနေသေးရပေါ့ဒီထက်ပိုပြီးတော့သေအောင်မယ်ဆိုရင်ဒီပြဿနာတွေတော့လျော့သွားမှာပုံဆွဲရတာလည်းပိုပြီးကြာသွားမှာနောက်တစ်ခုပြောချင်တာဒီဆွဲရမယ့်ကာလာတွေကဒီပုံမှာဆို68ခုထိတောင်ရှိတယ်ပြီးတော့ဒီပထမဆုံးစဆွဲတဲ့ကာလာမအောင်ဟာအကြာကြီးဆွဲရတာပဲနောက်ထပ်ကာလာတွေလည်းအများကြီးကျန်သေးတယ်ဆိုပြီးတော့မထင်နဲ့သူကလေဒီအများဆုံးရှိတဲ့ကာလာကိုပဲအရင်ဆုံးပြပေးတာအဲ့တော့ဗျာဟိုနောက်ထပ်ပြပေးတဲ့ကာလာကဒီပထမဆုံးပြတဲ့ကာလာတဲ့နဲနေသွားတာ66မှာပါတဲ့ကာလာဆိုဒီမှာဗျာတစ်ခုပဲရှိတော့တာနောက်ဆုံး69တိရောက်တော့တစ်ခုမှလည်းမရှိတော့ဘူးပြီးသွားပြီအဲ့တော့ဇွဲမလျှော့ပဲနဲ့ဇွဲပါကာလာတစ်ခုစီထည့်ရမယ်ဟာမြဲမြံလာမှာပါကျွန်တော်ခုပြောပြရတာတွေကကျွန်တော်ဆွဲခဲ့ရတာကိုပဲကျွန်တော်ပြန်ပြောပြတာကျွန်တော်သိတဲ့လောက်ကိုပဲကျွန်တော်ပြန်ပြောပြတာပါအဲ့တော့လိုအပ်တာတွေရောတခြားပုံစံနဲ့ဆွဲလို့ရတာမျိုးတွေရောရှိမှာဗျဥပမာဆိုရင်ဒီနေရာမှာဆိုရင် screenshot တွေရိုက်မနေပဲနဲ့တခါတည်းကြည့်ပြီးတော့ဆွဲလို့ရတာမျိုးတို့ဖုန်းနှလုံးမလို့ဖုန်းတစ်လုံးနဲ့လည်းဟိုကူးဒီကူးနဲ့လှုပ်လို့ရတာမျိုး
tablet ဒီမှာဆိုရင်လည်းဒီ multitasking အပိုင်းနေရာနေပြီးတော့ဒီတစ်ဖက်က game တစ်ဖက်ကဓပုံထားအဲ့လိုမျိုးနဲ့လည်းရကောင်းရလိမ့်မယ်ကျွန်တော်အဲ့လောက်ကြီးကြီးလဲကျွန်တော်မသိဘူးကျွန်တော်အခုကတော့ကျွန်တော်လုပ်ခဲ့တဲ့ပုံစံကိုပဲကျွန်တော်ပြောပြတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ